မူဆိုးကြီးဟာသူတို့ကိုရံမှုပြီးခုံအုပ်လိုက်တဲ့ကြားမကြီးကိုတနက်နဲ့အမိအယပြစ်တက်လိုက်ပါတယ်ကြားမကြီးတေဆုံးသွားတဲ့အခါကြံရစ်ခဲ့တဲ့မျက်စိတစ်ဖက်ကွယ်ကြားပေါက်လေးဟာသူ့အမိနာကိုပြေးလာပြီးမူဆိုးတွေကိုကြည့်ကဒေါသတကြီးဟိမ့်ဟောက်ပါတယ်ဘေးကမူဆိုးတစ်ယောက်ကအနည်းရှိမှဆိုလို့ကြားပေါက်လေးကိုပါထပ်ပစ်တက်ဖို့တနက်နဲ့ချိန်လိုက်ပေမဲ့ကြားမကြီးကိုပစ်ခဲ့တဲ့မူဆိုးကလက်ကိုကင်ပြီးမပစ်ဖို့တားဆီးလိုက်ပါတယ်အဲ့ဒီနောက်အမဲလိုက်သမားဟာကြားပေါက်လေးကိုမတက်ပဲအသက်ချမ်းသာပေးခဲ့ရုံနဲ့မကပဲအစာငတ်နေတဲ့ကြားပေါက်လေးအတွက်တားကောင်တစ်ကောင်ကိုကူဝါမှာလာချပေးခဲ့ပါတယ်ကြားပေါက်လေးကအသားကိုကိုက်ခဲပြီးကူထဲဝင်သွားချိန်မှာအမဲလိုက်သမားကတစ်ပင်နောက်ကနေကြည့်နေခဲ့ပါတယ်နှစ်အတော်ကြာပြီးတဲ့နောက်မှာတော့မျက်စိတစ်ဖက်ကွယ်ကြားကြီးဟာဒဏ်ရာတွေနဲ့တေဆုံးနေတဲ့လူငယ်လေးတစ်ယောက်ကိုချီမလာပြီးအမဲလိုက်သမားရဲ့အိမ်ရှိမှာလာချပေးပါတယ်အမဲလိုက်သမားဟာမြေပြင်ပေါ်မှာသွေးအိုင်နဲ့လဲနေတဲ့သူ့ရဲ့သားကိုတွေးလိုက်ရတဲ့အခါမှာအလွန်မင်းတုံ့လှုပ်သွားပါတယ်ကြားကြီးဟာသူ့ကိုတစ်ချက်စိုက်ကြည့်ပြီးတောထဲကိုပြန်လှည့်ထွက်သွားပါတယ်အမဲလိုက်သမားဟာတေဆုံးသွားတဲ့သားဖြစ်သူရဲ့အလောင်းကိုပွေ့ဖက်ပြီးကောင်းကင်ကိုမော့ကရင်ကွဲမတက်အော်ဟစ်ငိုကြွေးနေခဲ့ပါတယ်